နေ့မှာတော့နတ်စရတင်ကဘုရားကျောင်းလေးကိုပြရဝင်လာပြီးတော့ညနေပိုင်းဘုရားဝတ်တက်ပြီးတော့ပြန်ထွက်သွားဖို့လုပ်တယ်တဲ့ထွက်တော့မလို့လုပ်တော့မှပဲတယောက်ဆရာကြီးကသူ့ကိုသားလိုက်တယ်တဲ့ပြီးတော့ဗာပြောလဲဆိုတော့မင်းကဘုရားဝတ်တက်တဲ့ပုံကဘုရားသခင်ကိုချီးမွမ်းတာဘာမှမကြနိုင်ဘူးတစ်ခေါက်ပြန်ပြီးတော့ကောင်းကောင်းမွန်ရှိခိုးစမ်းပါလို့ပြောတယ်တဲ့ဒီတော့နတ်စရတင်ကဘုရားကျောင်းနဲ့ပြန်ဝင်လာပြီးတော့အစကပြန်ရှိခိုးရတာပေါ့ဘုရားရှိခိုးပြီးတော့သူကပြန်ထွက်လာတယ်အဲ့မှာတယောက်ဆရာကြီးကသူ့ကိုလှမ်းသားပြီးတော့မိလိုက်တယ်တဲ့ကဲဘလို့လဲပထမတစ်ခေါက်ကဗျာကြီးရှိခိုးတာနဲ့ဒီနောက်တစ်ခါတီချာရှိခိုးတာဘုရားကဘယ်ဟာကိုပုံပြီးတိမပြုတ်မယ်ထင်လဲလို့နေတယ်တဲ့အဲ့ဒါကိုနတ်စရတင်ကဘာပြန်ပြောလဲဆိုတော့ဘာမှမထူးပါဘူးပထမတစ်ခေါက်ကဘုရားကိုရည်ရွယ်ပြီးတော့ဗျာကြီးနဲ့ရှိခိုးပြီးပါပြီဒါပေမဲ့ဒုတိယတစ်ခေါက်ကခင်ဗျားခိုင်းလို့ထက်ရှိခိုးတာလေခင်ဗျားတော့ဘောလို့ပြောတယ်တဲ့ဒါကြောင့်ဒီပုံမြင်လေးကိုနားထောင်ပြီးတော့အခါတလေမှာကိုကအစင်းနဲ့မဖြစ်သေးပေမဲ့လောက်ဖို့လိုလို့လောက်ရတာတွေရှိပါတယ်အဲ့ဒီခါမှာ